Hello မင်္ဂလာပါရှင်ဒီနေ့ကတော့ဝီရမြန်မာမွေးငါလေးစပြမှာပဲဖြစ်ပါတယ်နော်ဝီရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ဝီရအရင်ဆုံးမုတ်ပတ်ကလေးထည့်ပါမယ်နော်မဖယ်ရင်းညှက်ထည့်ပါမယ်ရှင်အနေမလေးလေးထည့်ပါမယ်နော်ဝီရပဲတီးကြိုက်တော့လေပဲတီးကိုဘလို့ထည့်ထည့်ကြိုက်လို့လိုလေးပဲထည့်လိုက်ပါတယ်နော်ရောဝီအကျော်လေးလည်းထည့်ပါမယ်နော်ဟင်းရည်လေးထည့်ပါမယ်ဟင်းရည်လေးဝီအမေကငါးနဲ့ပဲနဲ့ပဲအသုံးပြုပြီးချက်ပြုတ်ထားပါတယ်နော်ဒီမလေးထည့်ပြီးတော့နေပါမယ်ရှင်တမန်အသီးလေးလည်းထည့်ပါမယ်နော်ဆက်လာပါရှင်ဝီရလေးမွေးငါစားလို့ရှင်အရေးအများကြီးမကြိုက်တဲ့အရေးလေးနည်းနည်းပဲထည့်စားထားပါတယ်နော်